တိန်းတောင်းချီတန်တဲ့အင်ကြီးရဲ့အဲ့တွေနဲ့အသုံးဆောင်ပစ္စည်းတွေအပုံလိုက်မီးရှို့ဖျက်ဆီးရဒါရုပ်သွမှုတစ်ခုလို့ထင်ရပေမဲ့ကမ္ဘာကျော် luxury brand တစ်ခုဖြစ်တဲ့ Burberry ကတော့ဒါကိုနှစ်ပေါင်းများစွာလှုပ်ဝက်လှုပ်ဆောင်ခဲ့ပါတယ်2018ခုနှစ်တနှစ်ထဲမှာရင်သူတို့မီးရှို့ဖျက်ဆီးခဲ့ပစ္စည်းတန်ဖိုးဟာမြန်မာငွေနဲ့ဆိုသိန်းပေါင်း9သိန်းကျော်ပေါင်38တန်းကျော်အထိရှိခဲ့ပါတယ်။ဘာကြောင့်မီးရှို့ရရလဲ။ luxury brand တစ်ခုရဲ့အသက်ဟာရှားပါမှုနဲ့ဈေးကြီးမှုပါအကယ်၍ရောင်းမကုန်တော့တဲ့အထည်တွေကိုဈေးလျှော့ပြီးရောင်းလိုက်ရင်အခြေခံလူတန်းစားတွေပါဝင်နိုင်သွားပါလိမ့်မယ်။ဒါဆိုရင်သူတို့ရဲ့မူလဖောက်သည်တွေဖြစ်တဲ့တထွေးကြီးကဒီ brand ကိုတန်ဖိုးမထားတော့ပဲမွေးတော်မှာဟော Burberry ရဲ့အချောက်ဆုံးပါ။ဒါကြောင့်လူတိုင်းမွေးနိုင်အောင်တားဆီးဖို့အတွက်သူတို့ကမီးရှို့ရဲ့နေကိုရွေးချယ်ခဲ့တာပါ။အကယ်၍ဒီပစ္စည်းတွေကိုမှိုက်ပုံးနဲ့ပစ်လိုက်မယ်ဒါမှမဟုတ်လက်ကားပေးလိုက်မယ်ဆိုရင်အပြင်ဈေးကွက်မှာဈေးပေါပေါနဲ့ပြန်လည်ရောက်ရှိသွားနိုင်ပါတယ်။ဒါဟာသူတို့ရဲ့တဲဝင်ရောင်းဆိုင်တွေကဈေးနှုန်းကိုထိခိုက်စေပါတယ်။ခိုးယူခံရတာမျိုးဒါမှမဟုတ်ခြားသူတွေကဈေးလျှော့ပြီးပြန်ရောင်းတာမျိုးမလုပ်နိုင်အောင်အင်ကြီးကိုပြတ်ဖြစ်တဲ့အထိမီးရှို့ပစ်တာဖြစ်ပါတယ်။အချို့နိုင်ငံတွေရဲ့ဥပဒေအရတင်သွင်းထားတဲ့ပစ္စည်းတွေကိုပြန်လည်သုံးလို့ပဲသက်စီးသိမယ်ဆိုရင်အစိုးရစီကနေအခွန်ငွေချို့ကိုပြန်လည်တောင်းခံလို့ရတတ်ပါတယ်။ဒါကြောင့်ကုမ္ပဏီတွေအတွက်ဆုံးရှုံးမှုတက်တာအောင်မီးရှို့ရဲ့နေကိုတုံးချခဲ့တာပါ။ဘယ်လိုပေါက်ကြားသွားရလဲ။ဒီလှုပ်ဝက်ချာဘာပဲရဲ့နှစ်ပတ်လေအစီအစဉ်ခံစားကနေတစ်ဆင့်လူသိရှင်ကြားပြတ်သွားခဲ့တာပါ။အဲ့ဒီအချိန်မှာကဘာတောင်းဝါလူတွေကနှမျောစရာကောင်းလိုက်တာတဘာဝပန်ဝင်းကျုံဆက်စည်းနေရပဲဆိုပြီးဝိုင်းကန့်ကွက်ခဲ့ကြပါတယ်။အဲ့ဒီအစားပစ္စည်းတွေကိုလူတန်းလို့ရပါလေနဲ့ကိုယ့်ရဲ့အစင်တန်းတစ်ခုရဲ့အတွက်အခုလိုလုပ်ရ luxury လောကရဲ့အရင်မဲ့တစ်ခုလိုဖြစ်ခဲ့ပါတယ်။ဒီဖြစ်တဲ့အကြောင်းပဲဘာပဲရနောက်ပိုင်းမှာအကြီးကျယ်ပြုတ်တင်တောင်းလဲမှုတွေလုပ်ခဲ့ရပြီးမီးရှို့ရဲ့လေးထားကိုရန်နာခဲ့ရပါတယ်။ဒါပေမဲ့ဒါဟာ luxury စီးပွားရေးလောကမှာ brand image တစ်ခုအတွက်ဘယ်လောက်ထိရက်ဆက်ပြတ်တယ်လဲဆိုတော့ပြတ်တဲ့နေတဲ့တမိုင်းဝင်ချက်ရတစ်ခုပါပဲ။တကယ်လို့သာတဲ့လက်ထဲမှာသိန်း40 50တန်ဘာပဲအင်ကြီးတစ်ထည်ရှိနေမယ်ဆိုရင်အခုလိုမီးရှို့ပစ်ဖို့ရက်ဆက်နိုင်ပါမလား။ comment မှာပြောခဲ့ပါဦး